ကမ္ဘာကြီးရဲ့ပင်လယ်ရေပြင်ကအခုထက်ပိုပြီးတော့မြင့်တက်လာခဲ့မယ်ဆိုလို့ရှိရင်ဘေးနိုင်ငံရဲ့မြေပြင်တွေကရေအောက်ထဲကိုရောက်သွားနိုင်ပါသလဲတချို့သောသူတွေကကျွန်းနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံလို့ထင်ကြပါတယ်ဒါပေမဲ့အဆင့်9မှာရပ်တည်နေတဲ့အနည်းအရှိဆုံးနိုင်ငံကတော့ထိုဗာလူနိုင်ငံဖြစ်ပါတယ်ပစိဖိတ်သမုဒ္ဒရာအလယ်မှာရှိပြီးတော့ဩစတြေးလျနဲ့ဟာဝိုင်ကြားထဲကကီလိုမီတာအကွာအဝေးကြီးမှာရှိနေတဲ့နိုင်ငံငယ်လေးဖြစ်ပါတယ်နံပါတ်4ကတော့ Maldives နိုင်ငံပဲဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေကတော့ Maldives နိုင်ငံလို့သိပြီးတော့ဒီနိုင်ငံကိုသွားလေချင်တဲ့သူတွေများပါတယ်နံပါတ်3ကတော့ Kiribati နိုင်ငံပဲဖြစ်ပါတယ်ဒီနိုင်ငံကတော့ဟာဝိုင်ရဲ့အရှေ့တောင်ဘက်ဩစတြေးလျရဲ့အရှေ့ဘက်တော်တော်ဝေးမှာရှိပြီးတော့လူသိနည်းတဲ့နိုင်ငံလည်းဖြစ်ပါတယ်နံပါတ်2ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့အနောက်ဘက်ရခိုင်ပြည်နယ်နဲ့ကပ်ရက်မှာတည်ရှိနေတာပါနှစ်စဉ်နှစ်တိုင်းမှာရေကြီးမှုဒဏ်နဲ့မုန်တိုင်းဒဏ်တွေကိုအမြဲတမ်းခံနေရတဲ့နိုင်ငံတွေမှာပါဝင်ပါတယ်ဒါအပြင်ပင်လယ်ရေပြင်သာအတိအသက်ပိုပြီးမြင့်တက်လာခဲ့ရင်အန္တရာယ်ရှိတဲ့နိုင်ငံတွေမှာလည်းပါဝင်နေတာဖြစ်ပါတယ်နောက်ဆုံးပင်လယ်ရေပြင်မြင့်တက်မှုကိုအန္တရာယ်ရှိတဲ့နိုင်ငံကတော့နယ်သာလန်နိုင်ငံပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အမြင်အရတော့နယ်သာလန်ကအရန်ကိုတိုးတက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအတွက်ကိုတခြားနိုင်ငံတွေလောက်အရန်စိုးရိမ်စရာမလိုအပ်ဘူးလို့ထင်ပါတယ်